ကလေးတို့အားလုံးမင်္ဂလာပါတီရှယ်နဲ့အတူတူ KG ပြည့်ရခရလေးတင်ကြကြမယ်နော်အခုတွေ့နေတဲ့ပြည့်ရခရလေးကတော့ခခွေပြည့်ရခရလေးပဲဖြစ်ပါတယ်တီရှယ်ကခခွေပြည့်ရခရလေးရဲ့ကြပြလေးကိုဆိုပြပေးပါမယ်တောက်သမီးတို့တီရှယ်နားထောင်တာနော်ခခွေခယူလေးပန်းပင်တက်တဲ့ခယူလေးသွားနေတာကခက်နေဖယ်ရှားကြစို့လေနောက်တစ်ခါဒီချက်ဆိုပြမယ်ခခွေခယူလေပန်းပင်တက်တဲ့ခယူလေသွားနေတာကခက်နေဖယ်ရှားကြစို့လေဒီရှယ်ကခခွေပြည့်ရခရလေးကိုတင်ကြပေးလိုက်ပြီအဲ့တော့ဒီပုံလေးမှာဆိုရင်သူ့ရဲ့စက်လုံးလေးကနာမည်ကခခွေလို့ခေါ်ရယ်နော်သူ့ရဲ့အတန်ကတော့ခခေါ်ရယ်နော်ကဲအဲ့တော့ဒီရှယ်ကခနဲ့ပတ်သက်တာလေးတွေကိုတားလို့တပီတို့ကိုပြောပြပေးမယ်ခနဲ့စလုံးပေါင်းလို့ရတဲ့ဟာတွေပေါ့နော်ကဲပထမဆုံးနေနဲ့ခခွေကဲနောက်တစ်ခုကတော့ခခဲတန်ခနဲ့ပတ်သက်တာခောက်ဆွဲကြောခခွေလေးနဲ့စလုံးပေါင်းတဲ့စကားလုံးလေးပေါ့နော်နောက်တစ်ခုကတော့ခရန်ဒီကဲနောက်တစ်ခုဘာဖြစ်မလဲစဉ်းစားကြည့်ပါဦးအဲ့ဘာကောင်လေးလဲခုကောင်လေးနော်ခုကောင်နောက်တစ်ခုကခရင်စပောက်တပေးပါဆိုင်သုံးတဲ့ခရင်ပေါ့နော်စွန်ခရင်ပေါ့ကဲဒါလေးကတော့နောက်တစ်ခုခယူခွန်ဟုတ်ပြီနော်ကဲပြီးသွားရင်တော့ဒီရှယ်ကခခွေးစလုံးရင်းကြီးလေးကိုရေးပြမယ်ကလေးတို့တရားလိုက်ကြည့်မယ်နော်တစ်ချက်ခခွေးကတစ်ချက်ပဲဆွဲရပါတယ်တစ်ချက်ခခွေးဒီရှယ်နဲ့တူတူလေထဲမှာလိုက်ရေးကြည့်ပါဦးတစ်ချက်ခခွေးဟုတ်ပြီနော်ဒါတော့တမီးတို့ရေကဲပြီးသွားပြီဆိုတော့ဒီရှယ်တို့ခခွေးကပြားလေးကိုနောက်တစ်ခေါက်ဆိုကြမယ်နော်ခခွေးခယူလေးပန်းပင်တက်တဲ့ခယူလေးသွားနေတာကခက်နေဖယ်ရှားကြစို့လေကဲဒါတော့တမီးတို့နောက်တစ်ခေါက်ခခွေးခယူလေးပန်းပင်တက်တဲ့ခယူလေးသွားနေတာကခက်နေဖယ်ရှားကြစို့လေကဲပြီးတော့ဒီရှယ်ရဲ့ Zoo Garden ဆိုတဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြအောင်နော်တတာ